ပိုင်းလေး Internet and Web Browsing မှာတပြုပြီးမိမိလိုချင်တဲ့အချက်အလက်တွေကိုမြင်မြန်ဆန်းဆန်းနဲ့ထိရောက်စွာရှာဖွေတတ်ဖို့အရေးကြီးလာပါတယ်။ 1. Internet ဆိုဒီမှာပါလေ Internet ဆိုတာကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ကွန်ပျူတာတွေဖုန်းတွေနဲ့စက်ပစ္စည်းတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ကွန်ရက်ကြီး network ကြီးဖြစ်ပါတယ်။ 2. Web Browser ဆိုဒီမှာပါလေ Web Browser ဆိုတာ Internet ပေါ်မှာရှိတဲ့ website တွေကိုကြည့်ရှုဖို့အတွက်အသုံးပြုရတဲ့ software ဖြစ်ပါတယ်။ Google Chrome, Microsoft Edge, Mozilla Firefox. 3. Browser တစ်ခုရဲ့အခြေခံအစိတ်အပိုင်းများ Address bar, website လိပ်စာဥပမာ www.google.com ရိုက်ထည့်ရမယ့်နေရာ Tabs, website အများကြီးကို window တစ်ခုထဲမှာပြိုင်တူဖွင့်ထားနိုင်ခြေ Bookmarks, ကိုခဏခဏပြန်ကြည့်ခြင်းတဲ့ website တွေကိုမှတ်သားထားခြင်း 4. Google Search ကိုထိရောက်စွာအသုံးပြုနည်းလိုချင်တဲ့အချက်လက်ကို Google မှာရှာတဲ့အခါအခုလိုနည်းလမ်းလေးတွေသုံးနိုင်ပါတယ် Specific phrases စာသားတစ်ခုလုံးကိုအတိအကျရှာခြင်းရင်မျက်တောင်ကွင်းထည့်ရှာပါဥပမာ KAC for Youth File Type PDF ဒါမှမဟုတ်စာအုပ်ရှာခြင်းရင် File Type PDF လို့တွဲရှာပါ Image Search ပုံတွေရှာခြင်းရင် Google Images ကိုသုံးပြီးလိုချင်တဲ့ပုံအရွယ်အစားအလိုက်ခွဲရှာနိုင်ပါတယ် 5. Internet အသုံးပြုရာတွင်သတိထားရန် Internet Safety HTTPS လို့ website လိပ်စာရှိမှာတောက်ခတ်ပုံလေးပါတဲ့ website တွေကပိုပြီးလုံခြုံမှုရှိပါတယ် Incognito Mode ကိုယ့်ရဲ့ရှာဖွေမှုမှတ်တိုင်းတွေကိုကွန်ပျူတာမှာမကြံခဲ့စေချင်ရင်သုံးနိုင်ပါတယ် Control Shift N လက်တွေ့လေ့ကျင့်ခန်း 1. Google Chrome မှာ KAC for Youth အကြောင်းကိုရှာဖွေကြည့်ပါ 2. မိမိအကြိုက်ဆုံး website တစ်ခုကို bookmark မှတ်ကြည့်ပါ နောက်ထပ်သင်ခန်းစာတွေဆက်တင်ပေးထားမှာဖြစ်လို့ like and share လုပ်ပေးခဲ့ဖို့မမေ့နဲ့ဦးနော်